ဒါကတော့ထီးကိုအခြေခံပြီးတော့ချုပ်လုပ်ထားတာပါမိုးရွာလို့ထီးဆောင်တဲ့ခါကျရင်အပေါ်ပိုင်းမဲ့လုံပြီးတော့ခြေောက်တွေရေဆိုတဲ့တံကိုကာဝယ်ဖို့ဒီဝတ်စုံလေးကိုတီထွင်လိုက်တာပေါ့ဟဲ့နင်းဝတ်စုံကယောက်ျားလေးဝတ်တာကိုဟုတ်ရဲ့လားပန်းပွင့်နေနဲ့အော်နင်ကလည်းဟုတ်လို့နင့်ကိုဝတ်ခိုင်းတာပေါ့ငါပြည့်စက်ချုပ်စားလာတာနှစ်နဲ့ချီနေပြီဒီလိုဗယံပဓာနိုင်တဲ့ဝတ်စုံမျိုးကိုဒီတစ်ခါပဲမြင်ဘူးတဲ့အေးကွာနာမည်ကြီးသလိုစိတ်ကလည်းကြီးလေတယ်အေးကွာတကြားဖြတ်ထားလို့စိတ်တူနေရလဲဖြစ်မှာပေါ့ရွှေမုံရဲ့ဝါသနာကတော့ fashion design ဆက်ဆန်းလေးတွေတီထွင်ရတာပါသူတီထွင်ထားတဲ့ fashion လေးတွေကိုလည်း online ပေါ်မှာတင်ပြလေးရှိပါတယ်ဒါကတော့ထီးကိုအခြေခံပြီးတော့ချုပ်လုပ်ထားတာပါမိုးရွာလို့ထီးဆောင်တဲ့ခါကျရင်အပေါ်ပိုင်းမဲ့လုံပြီးတော့ခြေောက်တွေရေဆိုတဲ့တံကိုကာဝယ်ဖို့ဒီဝတ်စုံလေးကိုတီထွင်လိုက်တာပေါ့ရွှေမုံကဗီဒီယိုရိုက်နေတာကိုရပ်လိုက်ပါတယ်ဘေးကကြည့်နေတဲ့အမေဖြစ်သူကငါကြည့်နေရင်နဲ့သိချင်တာတခုရှိလာလို့မေးပြစေနော်ဘာသိချင်လို့လဲအဲ့ဒီထီးဝတ်စုံကြီးဝတ်ပြီးရင်ဘယ်လိုထိုင်မလဲဆိုတာပဲအဲ့ဒါတော့မစင်စားမိဘူးရွှေမုံရဲ့ဖန်တီးမှုကိုလက်မခံနိုင်ကြတဲ့သူတွေကပုံများပါတယ်ပြောရအောင်မဲ့အပြိုကြီးရေရွှေမုံတယောက်ဘာတွေစိတ်ယူပေါက်နေလဲမသိပါဘူးဟဲ့ဟင်ရွှေမုံယူသွားတာလားမဟုတ်ပါဘူးအပြိုကြီးကလည်းစကားကိုဆုံးအောင်နားမထောင်ဘူးအေးပါအေးနင်ကအရင်မရှိအဖျားမရှိပြောနေရဟုတ်ဟဲ့ဒီလိုအပြိုကြီးရဲ့သူခုတလောဝစ်စုံပေါက်ကြရတယ်ရှောက်လို့နေတာတွေ့ရမလားမတွေ့ချင်မှအဆုံးမအေးသူလို့တမရ online ပေါ်တင်နေတာငါလည်းမြင်တာပဲအဲ့ဒါကိုပြောတာလေဘယ်သူမှမဝတ်တဲ့ဒီဇိုင်းတွေကိုရှောက်လို့နေရလေအဲ့ဒီအစားထသွားထလာဝစ်စုံလေးတွေပွဲလန်းသပင်သွားရင်ဝတ်တဲ့ဝစ်စုံလေးတွေချုပ်ရင်တော့ပတ်စံရအောင်မယ်အေးငါလည်းသူ့ကိုအဲ့ဒါပြပြချင်နေတာကြုတ်ပြောပြီးပြီတော့သူပြန်ပြောတာကတော့မတူဘူးတဲ့သူကအဲ့ဒီလိုချုပ်လုပ်တာမျိုးထက်ကိုအသက်အဆန်းနေထွင်တာကိုပို့လုပ်ချင်တာတဲ့အပြိုကြီးရေကြော်ကြီးကိုပြောခိုင်းပါလားအိုးပြောဖို့နေတသားသူကတော့ရွှေမုံဝတ်စုံအတွက်ကိုမော်ဒယ်ဝင်လုပ်ပေးနေတာကြော်ကြီးကရွှေမုံထွင်ထားတဲ့ပေါက်ပြဝတ်စုံကိုဝတ်ကြည့်နေတာပါဟဲ့နင်းဝတ်စုံကယောက်ျားလေးဝတ်တာကိုဟုတ်ရဲ့လားပန်းပွင့်နေနဲ့အော်နင်ကလည်းဟုတ်လို့နင့်ကိုဝတ်ခိုင်းတာပေါ့ဒီဝတ်စုံကငါမော်ဒယ်ဝတ်ပြအောင်မမလားယင်အပြန်တော့ဝတ်သွားမှာမဟုတ်ပါဘူးနော်အပြင်ထိတော့ဝတ်မသွားရပါဘူးဟဲ့ဒီလောက်တော့ငါလည်းနားလဲပါတယ်ဒါကတီထွင်ဖန်နေမှုတစ်ခုအနေနဲ့တင်ဆက်တာဟူးတော်သေးတာပေါ့ဟဲ့ဒါပြီးရင်ငါ့ကိုလက်ဖက်ရည်လိုက်တိုက်မှာသိကြတယ်နော်အေးပါဟဲ့တိုက်မှာပေါ့နင်ကလည်းဟိုတခါတော့ကလည်းကော်ဖီဖြောတိုက်မယ်ဆိုပြီးတော့ကော်ဖီမုတ်တစ်စုံကိုရင်နှခွက်ထည့်ဖြောလာပြီးတော့မြန်အဲ့တော့ကော်ဖီမုတ်ကုန်သွားလို့ပါဒီတခါနင်းကိုဥတာတိဆိုင်မှာလက်ဖက်ရည်လိုက်တိုက်မယ်တောက်ဖြစ်အောင်ကိုတောက်အောင်ပါကက်စီနဲစီကရှရှာပပတောက်ရတော့လေဟဲ့ကဲ post ပေးလိုက်ပါဦးငါလိုင်းပေါ်တင်မလို့ရွှေမုံရဲ့ဖန်တီးမှုကိုလက်မခံနိုင်ကြတဲ့သူတွေထဲမှာအဆိုးဆုံးကတော့ဆက်ချုပ်သူအေးမိဖြစ်ပါတယ်ငါပြည့်ဆက်ချုပ်စားလာတာနှစ်နဲ့ချီနေပြီဒီလိုဗယံပဓာနိုင်တဲ့ဝတ်စုံမျိုးကိုဒီတစ်ခါပဲမြင်ဘူးတဲ့မအေးမိရဲ့ကျုပ်ကဒီလိုအစမ်းပြထွင်ရတာကိုဝါသနာပါလို့ပါတော့ဘယ်သူမှမဝတ်တာကြီးကိုဘာလို့အချိန်ကုန်ခံလုပ်နေရလဲငါစီမှာဆိုရင်ငါချုပ်တာကိုဝစ်ချင်လို့အလုတ်လာအပ်ကြတာမှတပုံကြီးဒီလောကမှာငါကစီနီယာပဲလေရွှေမုံဟာအစမ်းအပြဝတ်စုံတွေထွင်လို့ဆိုပြီးတော့အားလုံးကအားမပေးကြသလိုလိုင်းပေါ်မှာလည်းသူ့ဝတ်စုံလေးတွေတင်တော့လဲဝိုင်းပြောခံရပါသေးတယ်အလကားဝတ်စုံကြီးယူနေရလားနေဝတ်စုံတွေခွဲတာမဝတ်ဘူးစသဖြင့်ထိုက်ခိုက်နှိတ်ကွကြတဲ့စာတွေလည်းရေးကြပါသေးတယ်ဒီလိုတွေကြုံမှများတော့ရွှေမုံတယောက်လည်းလက်လျှော့ချင်လာပါတော့တယ်ဒါကတော့နာမည်ကျော်ဆိုတော့ Lady Mama ပဲဖြစ်ပါတယ်
ရှိုးပွဲအတွက်ဝတ်စုံတွေရလာပါပြီဒါပဲလားဝတ်စုံကဒီလိုဘာမှမထူးကြတဲ့ဝတ်စုံတွေနဲ့ငါပွဲလို့ရမှာလားအဲ့ဒီဟာတွေဝတ်မဲ့အစားတော့ငါအိမ်ထဲဝတ်စုံနဲ့ပဲဆိုတော့မှာပေါ့သွားနောက်ထပ်အသစ်တွေသွားရှာလာခဲ့ဒီလောက်ကြီးများနေရကြီးကွာအခုဆိုရင် तू ငင်းလိုက်လို့ပယ်လိုက်ရတဲ့ဝတ်စုံတွေလည်းမနှဲဘူးစိတ်ညစ်တယ်အေးကွာနာမည်ကြီးသလိုစိတ်ကလည်းကြီးရှိုးပွဲကလည်းကတ်လာပြီအခုထိကိုသူ့စိတ်တိုင်းကြောင့်ဝတ်စုံကိုမတွေ့သေးဘူးလေတယ်အေးကွာတကြားဖြတ်ထားလို့စိတ်တူနေရလဲဖြစ်မှာပေါ့ဟေ့ငါတခုစဉ်းစားမိပြီကွာဒီလောက်ကြီးများတဲ့အဆိုတော့ငါလည်းနည်းနည်းရွဲ့ကျင်လာတော့ဟေးဘာကိုလဲကွာမင်းကဘာစဉ်းစားမိလို့လဲဒီလိုကွာလိုင်းပေါ်မှာပေါက်ကရဝတ်စုံတွေလုပ်ပြတဲ့တယောက်လေသူ့ကိုငါတွေ့ထားတယ်ကွာအဲ့ဒါသူ့ဝတ်စုံတွေပြလိုက်ရမလားလို့ဟာဟေ့ဒီလောက်ကြီးများတဲ့သူကိုအဲ့လိုသွားလုံးမှာတော့ပိုဆိုးကုန်မှာပေါ့ဆိုးကွာငါလည်းဒီတက်ကိုသူ့ကြိုင်မရှာပေးတတ်တော့ဘူးအေးကွာအဲ့ဒါဆိုလဲလှုပ်လိုက်တော့ကဲရွှေမုံနင်းတိုင်ပင်စရာရှိတယ်ဆိုဘာလဲပြောဒီလိုဟာငါလက်ရကိုကြိုက်လို့ဆိုပြီးတော့လေနာမည်ကြီးအဆိုတော်ကြီးလေဒီမာမာကငါ့ကိုဆက်သွယ်လာလို့ဟင်အလိန်တွေဖြစ်နေအောင်မယ်နော်အေးငါလည်းအဲ့လိုဖြစ်မှာဆိုလို့နင်တို့ကိုတိုင်ပင်လားသူ့လိုနာမည်ကြီးတယောက်ကငါဝတ်စုံကိုဝယ်ပါမလားလို့နင်တို့သိတဲ့အတိုင်းပဲလေအားလုံးကငါလက်ရကိုလက်မခံနိုင်ကြဘူးဆိုတော့အဲ့ဒါဆိုဒီလိုလို့ဟာနင့်ကိုဆက်သွယ်လာတဲ့သူတွေကိုနင့်စီကိုသာလာခိုင်းလိုက်လေသူတို့စီကိုနင်မလိုက်သွားနဲ့တခုခုဆိုလဲကိုယ့်ရဲ့ရွာဆိုတော့ငါတို့လည်းရှိရပေါ့အေးအဲ့ဒီချန်ကောင်းတယ်ငါလည်းထောက်ခံတယ်ရွှေမုံရီတကယ်လို့သာအဆိုတော်လေဒီမာမာကနင့်ကိုအမှန်ကန်လာဆက်သွယ်လာတယ်ဆိုရင်လေငါ့ကိုလည်းလက်ထုတ်ပါအောင်နော်ငါကြွားချင်လို့ပါဟိဟိအဲ့ဒါဆိုသူတို့ကိုတွေ့ဖို့ချိန်လိုက်တော့မယ်နောက်နေ့မှာတော့ရွှေမုံအိမ်မှာအဆိုတော်ကြီးလေဒီမာမာရောက်ရှိနေပါတယ်ရွှေမုံရဲ့ဖန်တီးမှုတွေကိုကြည့်ပြီးတော့သဘောတွေကျနေတာပေါ့ဒါကတော့တောရွာတွေမှာမြင်ရလေးရှိတဲ့ကောက်ရုပ်ကိုသုံးပြီးတော့ဒီဇိုင်းဖန်တီးထားတာပါရွှေမုံကသူ့လက်ရာတွေကိုလေဒီမာမာကိုရှင်းပြနေတာပါဒါကတော့မိုးရသည်ထီဝစ်စုံလို့ခေါ်တာပေါ့ထီဆောင်တဲ့အခါခြေထောက်တွေပါမဆိုးအောင်လို့ထီကိုခါမှတက်ပေးထားတာလေဒါလေးကတော့အုံသီးဝစ်စုံပေါ့ကောင်းတယ်အိုင်ဒီယာဆန်းတယ်တို့လိုချင်တာလဲဒီလိုဆန်းပြတဲ့လက်ရာမျိုးပဲရှိုးပွဲအတွက်တော့ဒီဇိုင်နာရွှေမုံစီမှာပဲဘောက်ကအပ်လိုက်တော့မယ်ပုံမှန်မဟုတ်ဘဲနဲ့ပေါက်ပွားမဲ့ဝတ်စုံမျိုးလေးဖန်တီးပေးနော်ဟုတ်ဟွာလေးစိတ်လှရှာလုံးလို့ဘယ်အစပြောမှန်းတော့မသိတော့ဘူးဘာမှမဟုတ်တဲ့ကြုတ်ကိုရွာထိလာပြီးတော့တကူးတကအလုပ်အပ်တာကျေးဇူးပါနော်ဟီဟီno ဘာမှမဟုတ်တဲ့လူဆိုတော့မမှန်ဘူးနော်တို့လည်းရွာကတက်လာတဲ့အဆိုတော့ပဲမဖြစ်နိုင်ဘူးလို့ပြောတဲ့လူတွေစကားထဲမှာတို့လည်းဒီနေရာထိရအောင်စူးစမ်းခဲ့တာဟုတ်ကဲ့ပါရှင့်စူးစမ်းပါမယ်ဟိပျော်လိုက်တာတိတ်ရင်တယောက်ဈေးထဲမှာအဆိုတော်လေဒီမာမာနဲ့ဆုံခဲ့တဲ့အကြောင်းကိုကြွားလုံးထုံနေပါတယ်လေဒီမာမာကလေမာနကြည့်တယ်လို့သာနာမည်ကြီးနေတာအပြင်မှာစကားပြောကြည့်တော့သဘောကောင်းတယ်တော့ဟဲဒီလိုမှန်းသိရင်ရွှေမုံအိမ်ကိုလိုက်လာပါတယ်တော့ရွှေမုံတယောက်လေဒီမာမာအတွက်ဝတ်စုံကိုနေမနာညမနာဖန်တီးနေပါတယ်ဒီလိုနဲ့ပဲအချိန်တွေကုန်ဆုံးရင်းနဲ့နောက်ဆုံးတော့ဒီဇိုင်းလေးထွက်လာပါတော့တယ်ညအရေးမဲမဲတခုကရွှေမုံရဲ့ဝတ်စုံနာကိုကတ်လာပါတယ်ပြီးတော့ဝတ်စုံကိုအပြောင်းလဲတစ်ခုလုပ်သွားပါတယ်အဲ့ဒါကတော့အေးမိပဲဖြစ်ပါတယ်ဒီလိုပောက်ကရတွေကနေရာရစရာမဟုတ်ဘူးကဲဟာအေးမိကရွှေမုံရဲ့ဝတ်စုံကိုဆေးအဖြူတွေပတ်ဖြတ်လိုက်ပါတော့တယ်အဆိုတော့လေဒီမာမာတယောက်ရွှေမုံရဲ့ဝတ်စုံလေးနဲ့ပွဲစားထွက်လာပါတော့တယ်ရွှေမုံတို့အဖွဲ့ TV ကနေပြီးတော့လေဒီမာမာရဲ့ရွှေပွဲကိုထိုင်ကြည့်နေကြပါတယ်ဝတ်စုံကတခုခုလွဲနေသလိုပဲမိုက်ပါတယ်ဟာ
လေဒီမမစတိုင်းနဲ့နှဝက်စုံနဲ့ကွက်တီပဲဘာမှမလွယ်ဘူးအေးစေးဒီတစ်ခါလုံးတဲ့ပွဲမှာလေဒီမမရဲ့တင်ဆက်မှုတွေကအလန်းစားတွေကြီးပဲနော်ဘယ်လိုမြန်ပြင်ဆင်ခဲ့တာလဲဒီတစ်ခါပွဲအတွက်ကတော့လွန်ခဲ့တဲ့6လတည်းကပြင်ဆင်ထားတာပါထူးခြားတာတစ်ခုကတော့လေဝစ်စုံကပွဲနီးမှပဲလွတ်ဖြစ်သွားတာအဲ့ဒီဝစ်စုံဒီဇိုင်းလည်းတော်တော်ပေါက်သွားတယ်နော်အဲ့ဒီအကြောင်းလေးလည်းပြပြပါဦးအဲ့ဒါကတစ်ပတ်ရွာကဒီဇိုင်နာရွှေမုံရဲ့လက်ရပါသူ့ရဲ့လက်ရလေးတွေကိုလိုင်းပေါ်မှာမြင်နေရသဘောကျနေခဲ့တာအဲ့ဒါနဲ့အဖြစ်သွားတာပေါ့ဒီဝစ်စုံဆိုရင်လည်းဒီအဖြူလေးတွေထည့်ပေးထားတာကိုတအားသဘောကျတာအဲ့ဒီအင်တာဗျူးကိုဖုန်းနဲ့ထိုင်ကြည့်ရင်းနဲ့ကြေကွဲနေသူတယောက်ရှိပါတယ်အဲ့ဒါကတော့အေးမီပဲဖြစ်ပါတယ်ဟင်းအဲ့ဒါလေးကငါကောက်ပြင်ပေးလိုက်တာလေသူအရန်ကြိုက်တယ်ဆိုတဲ့နေရာကငါပြင်ပေးလိုက်တဲ့ဟာကိုအဲ့ဒါကိုထုတ်ပြောလိုက်ရင်လဲငါကရွှေမုံလက်ရကိုတိတ်တိတ်လေးလာဖြတ်စီလားလို့သိကုန်ကြအောင်ပါအဲ့ဒါကငါပြင်လိုက်တာဒီဇလန်လေးမှာတော့ဘယ်သူဘာပြောဝါသနာပါရာကိုတဆိုင်မက်လုပ်တဲ့ရွှေမုံနဲ့သူတစ်ပါးပြက်စီးရပြက်စီးကြောင်ပြောဆိုလုပ်ဆောင်ခဲ့တဲ့အေးမီကိုကြည့်ပြီးတော့တခုခုရသွားမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်